Hello ကိတ်ကြောက်ကြောလေးစားကြပါအောင်ရှင်ဒါလေးကတော့မင်းမင်းတင်တန်းမှာထည့်ပြီးတော့တင်မယ်ကိတ်ကြောက်ကြောလေးပဲဖြစ်ပါတယ်เนาะကြောက်ကြောသားလေးကမမတင်းတင်းလေးနဲ့ထုတ်ကလေးအရန်ကိုမှစားကောင်းတဲ့အနေထားလေးတွေကိုတင်တန်းမှာတင်ကြားပေးမှာဖြစ်ပါတယ်ရှင်ပုံလေးတွေကိုတစ်ချက်ကြည့်လိုက်နော်ကြောက်ကြောသားလေးကအရန်ကိုမှမမတင်းတင်းလေးနဲ့စားလို့ကောင်းတဲ့အနေအထားလေးကိုရရှိမှာဖြစ်ပါတယ်ဒီလိုမျိုးကြောက်ကြောလေးကိုရရှိဖို့တိကျတဲ့ grand chain အချိုးအစားအချိန်နဲ့တင်ကြားပေးမှာဖြစ်ပါတယ်เนาะကြိုရမယ့်အချိန်အစားအသေးစိတ်ကိုတင်ကြားပေးမှာဖြစ်ပါတယ် online class ကလေးပဲဖွင့်ပါပါကြောက်ကြောမျိုးစုံတင်တဲ့နဲ့ဗမာမုံဆိုပြီးတော့ online class ကလေးဖွင့်ပါမယ်တင်တဲ့နေ့မှာဆိုလို့ရှိရင်အမျိုးပေါင်း30အနည်းဆုံးပါပါမယ်เนาะကြောက်ကြောတွေကိုအခုလိုမျိုးရိုးရှင်းတဲ့ကြောက်ကြောလေးတွေကစပြီးတော့ရောင်းတန်းဝင်ဒီဇိုင်းပေါင်းမြောက်များစွာကိုတင်ပေးမှာပဲဖြစ်ပါတယ်တင်တန်းလေးကအခုမှစပြီးတော့တင်နေတာပါเนาะတင်တန်းလေးကိုအမျိုးတွေအကုန်လုံးဗီဒီယိုမရိုက်ပြီးသေးခင်တင်တန်းအပ်ထားပါက90% discount ရပါမယ်ရှင်ပုံမှန်တင်တန်းကြီးကို3သိန်းခွဲကျပ်ယူမှာကိုအခုနေအပ်ထားမယ်ဆိုလို့ရှိရင်9000ခွဲကျပ်နဲ့အပ်ထားလို့ရပါတယ်ကြောက်ကြောဒီဇိုင်းပေါင်းများစွာလည်းပါမယ်လုံးဝကိုရောင်းတန်းဝင်စေရမယ်တင်တန်းလေးကိုရှာနေလေဆိုလို့ရှိရင်ကြောက်ကြောတင်တန်းလေးကိုလာအပ်ဖို့ဖိတ်ခေါ်ပါတယ်เนาะ Facebook group မှာ video file နဲ့တင်ကြားပေးမှာပါ Facebook သုံးမှအဆင်ပြေပါမယ် Facebook မသုံးတဲ့လူတွေဆိုလို့ရှိရင်เนาะတက်လို့မရပါဘူးရှင်